ပကြီးကားရဲကမောင်ငယ်ကလေးအလေးဟာသူ့ရဲ့အိတ်ခမ်းထဲမှာပကြီးဆွဲနေတယ်သူ့ရဲ့ကစားပေါ်ရုံကလေးတိတိကတော့သူ့ရဲ့စပွဲပေါ်တွင်ရှိနေတယ်မမလေးကတချင်းကြီးရင်စိတ်ကူးတဲ့ကငှက်ကလေးကိုအပြာရောင်ချဲလိုက်မယ်ဟုတ်ပြီတိတိရေကြည်စမ်းလာဟင်မမလေးကစပွဲပေါ်ကယုံကျုပ်ကလေးကိုလမ်းပြီးပြောလိုက်သည်မိမိအခန်းထဲကိုဝင်လာပြီးသမီးရဲ့ပကြီးကားလေးကလှလိုက်တာကွယ်ဒါနဲ့မိဖို့ကြောင့်မှမမေကိုကူညီပေးပါဦးလားမမလေးကဟုတ်ကဲ့မေမေလာပြီးနော်ဟုပြောပြီးပကြီးဆွဲခြင်းကိုရပ်တန့်လိုက်တယ်မမလေးကမေမေခိုင်းတဲ့အလုပ်တွေကိုမြန်ဆန်ပြီးစီးအောင်အကောင်းဆုံးနဲ့အသေးသက်ဆုံးလုပ်လိုက်သည်ညနေမေမေခိုင်းထားတဲ့အလုပ်တွေပြီးတော့မမလေးခန်းထဲပြန်ဝင်လာတယ်သူ့ပကြီးကားနာကတေးတန်လေးတစ်ခုကြားရတယ်အခန်းထဲဝင်လာရင်ဟင်းဘာတန်ပါလိမ့်ပကြီးကားနာတပြေးပြေးကတ်သွားတယ်ပကြီးကားတွေကငှက်ကလေးကအသက်ဝင်လာပြီးစကားပြောတယ်မမလေးသမီးလေးဆွဲထားတဲ့ပကြီးကားထဲမှာငါကအသက်ဝင်လာပြီးမမလေးကအံ့ဩသွားပြီးဟဲမင်းကစကားပြောတတ်တဲ့ငှက်ကလေးလားငါဆွဲထားတာကိုဟုတ်တယ်ငါကမင်းရဲ့မောင်ငှက်ကလေးပါမမလေးကလေးမော်တဲ့အိတ်ဖို့လို့တော့တီတီကိုရှာတယ်ငါအိတ်တော့မယ်တီတီလေးကပဲရောက်သွားပါလိမ့်ဂရင်းပေါ်မှာရှာတယ်စပွဲပေါ်မှာရှာတယ်မမလေးမျက်နှာငယ်လေးနဲ့တီတီလေးမတွေ့ဘူးဘယ်ရောက်သွားပါလိမ့်ငှက်ကလေးကမမလေးဘာဖြစ်လို့လဲမမလေးကငါရဲ့တီတီလေးပျောက်နေလို့ရှာမတွေ့ဘူးမမလေးရဲ့အိတ်ခမ်းနဲ့အတင်းနေရဘက်တွင်ငှက်ကလေးကမမလေးကိုကူညီ၍တီတီကိုရှာဖွေပေးနေကြတယ်ငှက်ကလေးကစိတ်မပူပါနဲ့မမလေးငါမင်းကိုကူညီမယ်တီတီလေးရဲ့အနံ့ကိုငါခံစားမိတယ်မမလေးကတကယ်လားဘယ်နားမှာလဲငှက်ကလေးကဟိုဘက်မိဖို့ချောင်ကိုတွားကြည့်ရအောင်ငှက်ကလေးကရှေ့ကပြန်မမလေးကနောက်ကလိုက်မမလေးကမိဖို့ချောင်ရောက်တော့ဒီမှာလဲမရှိဘူးလားစိတ်ပြက်တော့လေတန်းဖြစ်ပြောသည်ငှက်ကလေးကမမလေးပန်းအိုးနောက်မှာရှာကြည့်ပါဦးမမလေးကပန်းအိုးနောက်မှာရှာတော့တီတီကိုတွေ့တယ်ဟဲတီတီလေးဒီမှာပဲရှိနေတာကိုပျော်ရွှင်စွာဖြင့်တီတီကိုပွေ့ဖက်လိုက်တယ်မမလေးရဲ့အိတ်ခမ်းမှာမမလေးနဲ့ငှက်ကလေးနဲ့စကားထိုင်ပြောနေကြတယ်မမလေးကကျေးဇူးတင်ပါတယ်မောင်ငှက်ကလေးရေမင်းမရှိရင်ငါတီတီကိုတွေ့မှာမဟုတ်ဘူးငှက်ကလေးကမလိုပါဘူးမမလေးမင်းဆွဲထားတဲ့ပကြီးကားထဲမှာငါအမြဲရှိနေမှာပါမင်းပျော်နေတာကိုမြင်ရရင်ငါလည်းပျော်တယ်ထိုစဉ်မမေရဲ့အတန်ကအခန်းပြင်ဘက်မှာထွက်လာသည်မမလေးဘာရီရီမောနေတာလဲမမေဒီမှာကြည့်တီတီကိုတွေ့ပြီမမေကဟုတ်ပါပြီသမီးအိတ်တော့နော်မမလေးကကက်ကလေးနဲ့စကားပြောနေရင်တီတီလေးကိုရင်ခွင်ပိုက်ပြီးအိပ်ပျော်သွားတယ်ငှက်ကလေးကမမလေးကိုကြည့်ပြီးတော့ပြုံးနေပြီးတော့ပကြီးကားတဲ့ကိုပြန်ဝင်သွားတယ်လေးတို့ရေမမလေးနဲ့မောင်ငယ်ကလေးပုံပြင်ရတော့ဒီမှာရင်ပြီးဆုံးသွားပါပြီလောကတွင်ကောင်းသောတငယ်ချင်းများရှိခြင်းကဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကလေးတို့သိပါပြီ